မင်္ဂလာပါညီမလေးရဲ့နာမည်လေးမိတ်ဆက်ပေးပါအောင်ရှင် ညီမနာမည်ကဂျူလိုင်ဆန်းယူဖြစ်ပါတယ် အော်ဟုတ်ကဲ့ပါဟုတ်ဒီနေ့စင်မနာပွဲလေးကိုလေဘာကြောင့်လာတက်ဖြစ်တာလဲပေါ့ ဒီနေ့ဆမနာပွဲလေးကတော့ဒီ IGCSE second brain อ่ะပေါ့နော်ဒီ GY မှာရှိမယ်ဆိုပြီးတော့ GI မှာလည်းဒီ scholarship တွေပေးမယ့်အကြောင်းလေးတွေကြီးညာထားရတယ်ဆိုတော့အကြောင်းမျိုးလာတက်ဖြစ်ခဲ့ရပါ အော်ဟုတ်ကဲ့ပါဒီစင်မနာမှာပေါ့နော်ဘယ်ဘိုင်းလေးကိုစိတ်ဝင်စားဆုံးလဲမသိဘူးเนาะ ဟုတ်ဒီဆမနာမှာတော့ဒီ scholarship တွေဒီ Thailand မှာ scholarship ပေးမယ့်အကြောင်းလေးတွေကိုဒီပြောသွားရပါတော့ဆိုတော့အဲ့ဟာလေးတွေကိုစိတ်ဝင်စားဆုံး အော်ဟုတ်ကဲ့ပါထိုင်းနိုင်ငံမှာပညာတော်တွေသွားဖို့စိတ်ဝင်စားလား ဟုတ်တော့ဟုတ်တရားလည်းလာနေတာ အော်ဟုတ်ကဲ့ပါနောက်ဆုံးတစ်ခုအနေနဲ့ပေါ့နော်အမတို့ GUI ကိုဗာလေးများပြောချင်သေးလဲရှင် နောက်ဆုံးအနေနဲ့ G1 ပြောချင်တာတော့မရှိဘူးเนาะဒါပေမဲ့ G1 ကိုလာတက်မယ့်အကြောင်းတွေအတွက်ကတော့IGCSE ပြီးသွားတဲ့လူတွေဒါမှမဟုတ်ရှင် GD ပြီးသွားတဲ့လူတွေပေါ့နော်သူတို့တွေအတွက်ဖတ်ဝေးပြောင်းနေတယ်လမ်းကြောင်းပြောင်းနေတဲ့ပညာဆိုရင် G1 မှာဖတ်ဝေးရှာပေးလိုက်မယ်ပြီးလို့ရှိရင် discover ကိုယ့်ရဲ့ဘာဖြစ်ချင်လဲဆိုတာကို discover လုပ်တဲ့နေရာမှာ G1 ကကူညီပေးပါလိမ့်မယ်ပြီးလို့ရှိရင်အဲဒီ discover လုပ်ပြီးရလာတဲ့အရာလေးတွေကို create လုပ်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ် ဟုတ်ကဲ့ပါအခုလိုချိန်ပေးဖြေကြပြီလို့ကျေးဇူးတင်ပါတယ်ရှင်